နာဘာလဲဆိုကျွန်တော်တို့သိရမှာကပြဿနာနေမဟုတ်ဘူးကျွန်တော်တို့ကနေကိုပြဿနာလို့ထင်တယ်ပြဿနာနေဖြစ်နေတာမဟုတ်ဘူးနေကအမြဲတမ်းပဲရှိနေပြင်အောင်မှရှူပြီးသွားလေပြန်ထွက်ရတယ်အိမ်နဲ့တူတူပဲအိမ်ုံလည်းကျွန်တော်တို့ကတက်ရှိလို့သဘောထားမယ်အပြင်အဲကုန်းဖွင့်ထားတဲ့အခန်းနဲ့အဲကုန်းမဖွင့်တဲ့အခန်းကိုထွက်သွားရဆိုတော့အပူကြီးကဟက်လာတယ်ကားမှဆိုအရန်သိတာတယ်အားလုံးပဲမင်္ဂလာပါကျွန်တော် Alexon ပါကျွန်တော်တို့ဒီတစ်ခေါက် episode လေးမှာတော့ကျွန်တော်တို့ပူပြင်းတဲ့ရာသီဥတုနဲ့ကျွန်တော်တို့ရဲ့နေအိမ်တွေနဲ့ဘယ်လိုမျိုးဆက်ဆက်မှုလေးရှိတယ်ဆိုတာလေးကျွန်တော်တို့ရှင်းပြပေးသွားပါမယ်မိတ်ဆွေတို့တွေအခုဆိုရင်ဒီယာရီဥမှာဆိုအရန်ပူလာကြပြီလို့ခံစားရတာမလားကျွန်တော်တို့အခုပူနေတဲ့ဥစ္စာကျွန်တော်တို့ပြင်မှာဖြစ်နေတာမဟုတ်အထဲမှာအိမ်ထဲမှာနေနေဥမှာကျွန်တော်တို့ပူတဲ့ခံစားချက်တွေကျွန်တော်တို့ရနေတယ်အဲ့လားဘာလဲဆိုကျွန်တော်တို့အခုဒီခေတ်မှာကျွန်တော်တို့ကြုံတွေ့နေရတဲ့ပြဿနာကကျွန်တော်တို့ယာဒီဥတုတွေမဟုတ်ဘူးကျွန်တော်တို့ဒီဇိုင်းပြဿနာအခက်အခဲကိုပါကျွန်တော်တို့ကကြုံတွေ့နေရခြင်းပဲဖြစ်တယ်ပေါ့နော်အခုအားလုံးပဲကြည့်လိုက်ပါကျွန်တော်တို့ဒီမျိုးပြတဲ့အကုန်လုံးကြည့်လိုက်အကုန်လုံးကတအိမ်နဲ့တအိမ်တစ်တိုင်းနဲ့တစ်တိုင်းအကုန်လုံးတိတ်တဲပြီးတော့မှကတ်ပြီးတော့မှရှိနေတယ်နောက်တစ်ခုကကျတော့ဘာလဲဆိုကျွန်တော်တို့ကအဆောက်အဦတွေကလည်းကျွန်တော် concrete တွေနဲ့ဆောက်ထားတယ်ဆောက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအပူတွေဆိုတာကထွက်เสียနေရာမရှိတော့ဘဲနဲ့ကျွန်တော်တို့ကအောင်းထားတဲ့မြို့တော်တွေကျွန်တော်တို့ကဖြစ်နေကြရတယ်ပေါ့နော်အဲ့တော့အခုဒီပုံလေးကိုကြည့်ရဆိုရင်ဒီအားကကျွန်တော်တို့ဖြစ်နေတဲ့ခန်းစားချက်တွေပဲပေါ့နော်ဘာလဲဆိုကျွန်တော်အိမ်ထဲမှာနေတယ်လေထုရလေးပြီးတော့မှလေကငြိမ်းနေတယ်လေဝင်လေထွက်မကောင်းဘူးကျွန်တော်တို့ချွေးထွက်တယ်ဆိုတာလေကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကဒီ heat ကိုပေါ့နော်ကျွန်တော်တို့ cool down လုပ်ဖို့အတွက်အေးအောင်လုပ်ဖို့အတွက်သူ့စနစ်နဲ့သူကစ조사နေတယ်ဒါပေမဲ့လေကျွန်တော်တို့နေတဲ့ပတ်ဝန်းကျင်ကြီးကအိမ်ကြီးကဓာကြီးကို supporting မပေးဘူးမပံ့ပိုးပေးဘူးဖြစ်နေတယ်ပေါ့နော်ဒီ cooling ဖြစ်ဖို့အတွက်ကိုအဲ့တော့ဘာဖြစ်လဲဆိုကျွန်တော်တို့အပူချိန်က heat destroys comfort ဆိုတာကကျွန်တော်တို့ကဒီအပူရဲ့ခံစားချက်ကြီးကကျွန်တော်တို့တက်တာမရှိတာဖြစ်စေအောင်သာမကကျွန်တော်တို့ဘယ်လိုခံစားလာလဲဆိုကျွန်တော်တို့မှာကစိတ်မှာညီးစီတွေဖြစ်လာတယ်ပေါ့နော်တခါကျရင်နေ့လည်နေခင်းနေအရန်ပူလာပြီဆိုအိတ်ချင်လာတယ်အိတ်ငိုက်လာတယ်တခါကျရင်နေ့လည်နေခင်းတရေလေးတမေးလေးအိတ်သွားရဆိုတော့ပြန်နိုးလာခါကျရင်ချွေးတစ်လုံးနဲ့နိုးလာတယ်ပြဿနာဘာလဲဆိုကျွန်တော်တို့သိရမှာကပြဿနာနေမဟုတ်ဘူးကျွန်တော်တို့ကနေကိုပြဿနာလို့ထင်တယ်ပြဿနာနေဖြစ်နေတာမဟုတ်ဘူးနေကအမြဲတမ်းပဲရှိနေတယ်ကျွန်တော်တို့အရင်တုန်းကလည်းရှိတယ်ကျွန်တော်တို့မမွေးခင်တုန်းကလည်းရှိတယ်နှစ်ပေါင်းတီလွန်ခဲ့တဲ့တရားလည်းရှိရလဲ1000ကလည်းရှိရပေါ့နော်ပြဿနာဘာလဲဆိုကျွန်တော်တို့ဆွဲထားတဲ့ဒီဇိုင်းတွေကျွန်တော်တို့စောက်ထားတဲ့အဆောက်အဦတွေကဒီနေကိုကျွန်တော်တို့က protect လုပ်တာမဟုတ်ဘဲနဲ့ဒီနေကို cover ပေးတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီနေနဲ့ against ဖြစ်အောင်ကျွန်တော်တို့ခန္ဓာကိုယ်နဲ့နေနဲ့ရာသီဥတုနဲ့ against ဖြစ်အောင်ကျွန်တော်တို့တွေတိစောက်ထားကြတယ်ပေါ့နော်အဲ့တော့ဘာကြောင့်လဲဆိုရင်အခုခေတ်အဆောက်အဦတွေအကုန်လုံးကလေကျွန်တော်တို့တော်တော်များများပေါ့နော်ဒီအပူချိန်ကိုအထဲမှာအောင်းထားသလိုမျိုးကြီး trap ဆိုတာကျွန်တော်တို့ထွက်လို့မရအောင်ပိတ်ဆို့ထားသလိုမျိုးဖြစ်ထားရတယ်ပေါ့နော်ဟိုကြောင့်ဘာလဲဆိုရင်ကျွန်တော်လေကဝင်လို့ရတယ်ဒါပေမဲ့ထွက်လို့မရအောင်ဖြစ်နေလေကအထဲမှာဝင်လာတဲ့လေဒီပိတ်မိနေတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လာလဲကျွန်တော်တို့အခုဒီပုံထဲမှာမြင်ရသလိုပဲကျွန်တော်အိမ်ထဲမှာနေရင်းနဲ့တော့မှကျွန်တော်ရက်ခတ်တာပဲဖြစ်ပန်ကာမှုတ်တာပဲဖြစ်ကျွန်တော်တို့ cooling ဖြစ်ဖို့ကြိုးစားရင်ဆိုရင်တော့မှကျွန်တော်တို့လေကအေးမနေဘူးအဲ့တော့ငင်လေးနေတဲ့ဘာလို့လဲငင်လေးနေနေနဲ့မှတရိပ်ပူလာတယ်အခုလာမယ်เนาะကျွန်တော်တို့ April May ဆိုကျွန်တော်တို့ဒီတက်မကပူတော့မယ်အဲ့လိုမျိုးပူလာတာပေါ့နော်အဲ့တော့ဒီပြဿနာဖြေရှင်းလို့မရဘူးလားဖြေရှင်းလို့ရတာပေါ့ကျွန်တော်တို့လူတောင်မှရှူပြီးသွားလေပြန်ထွက်ကြတယ်အသက်ဝါတိုင်းအပင်တောင်မှရှူပြီးသွားလေပြန်ထွက်ရတယ်အိမ်နဲ့တူတူပဲအိမ်ုံလည်းကျွန်တော်တို့ကတက်ရှိလို့သဘောထားရမယ်ဝင်သွားရလေကျွန်တော်ပြန်ထွက်မှာကျွန်တော်တို့ကတကယ်လေကဒေးရဲ့သဘောတရားရှင်းလေးပဲအထူးသဖြင့်လေပူပေါ့နော်လေပူဆိုကျွန်တော်တို့ physics အခြေခံသဘောတရားမှာဆိုရင်အပူတဲ့လေဒီအပေါ်တက်တယ်ဒါပေမဲ့အစာအုပ်တွေတော်တော်များများကကြတော့ဒီသဘောတရားကိုထဲ့သွင်းမစဉ်းစားကြဘူးအဲ့တော့ဘာဖြစ်လဲဆိုကျွန်တော်လေပူတွေအပေါ်မှာ trap ဖြစ်တယ်ပိတ်မိနေတယ်ပေါ့နော်တကယ်တမ်းကျတော့ကောင်းတဲ့ဒီဇိုင်းကျွန်တော်မှန်ကန်တဲ့ဒီဇိုင်းကောင်းတဲ့ဒီဇိုင်းလူခန္ဓာကိုယ်နဲ့တင့်တော်တဲ့ဒီဇိုင်းဆိုတာကျွန်တော်တို့လေဝင်လေထွက်လေးရှိရတယ်ဘယ်လိုမျိုးလေဝင်လေထွက်လေးရှိရလဲဆိုကျွန်တော်ဒီပုံထဲမှာပြထားသလိုပဲ number 1 stack ventilation ဆိုတော့ကျွန်တော်တို့ကအောက်ကနေလေအေးကအောက်ကနေဝင်လာမယ်ပြီးရင်လေပူကနေပြီးအပေါ်ကနေပြီးပြန်ထွက်သွားမယ် cross ventilation တစ်ဖက်ကနေဒိုးရိုပေါက်တစ်ဖက်ကနေဝင်လာတယ်နောက်တစ်ဖက်ကိုပြန်ထွက်သွားတယ်နောက်ပြီးကျတော့ roof lantern van ဆိုတာကကျတော့ကျွန်တော်တို့အောက်ကနေတက်လာတယ်အောက်ကနေပြီးတော့မှလေပူသည့်အပေါ်ကိုတက်လာတယ်အပေါ်ရောက်သွားရှင်ထွက်သွားမယ်အဲ့တော့ဒီလိုမျိုးထွက်မရတဲ့လေတွေအကုန်လုံးဒီကျွန်တော်နံပါတ်4လိုပဲအကုန်လုံးကြည့်သမျှလေအကုန်လုံးဒီအထဲမှာပိတ်မိနေပြီးတော့ကျွန်တော်တို့ heat တက်လိုမျိုးကြီး pressure လိုမျိုးကြီးဖြစ်လာတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်တို့ဒီလိုမျိုးဒီဇိုင်းအလွဲတွေစာအုပ်တွေနဲ့ကျွန်တော်နေနေတာကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းကြလဲဆိုတော့ကျွန်တော်ဒီဘက်ခေတ်မှာကျွန်တော်စက်ပစ္စည်းကျွန်တော်တို့အားကိုးလာကြတယ်စက်ပစ္စည်းကျွန်တော်အားကိုးလာတယ်ဘာစက်ပစ္စည်းလဲကျွန်တော် aircon เนาะကျွန်တော် aircon မရှိကျွန်တော်တို့နေလို့မရတော့ဘူး
ဘာဒါပေမဲ့ကျွန်တော်တို့သိရမှာအဲကွန်းကကျွန်တော်တို့ပြဿနာကိုဖြေရှင်းတာမဟုတ်ဘူးကျွန်တော်တို့မကောင်းတဲ့ဒီဇိုင်းမမှန်ကန်တဲ့ဒီဇိုင်းကိုကျွန်တော်တို့ကဖာထေးပေးတဲ့စက်ပစ္စည်းဖြစ်လာတယ်ပေါ့နော်ဒီဟာကိုကျွန်တော်တို့ကဘယ်လိုဖြေရှင်းရမလဲဆိုရင်ဒီဟာကိုရှင်းကြည့်လိုက်ပါအခုကျွန်တော်ပြတဲ့ပုံထဲမှာဆိုရင်လေဒီအိမ်ဒီဟိုလေဝင်လေထွက်လေးရှိနေမယ် flow လေးရှိနေမယ်ဆိုတဲ့သဘောတရားလေးမှာဆိုရင်လေကဝင်လာမယ်နောက်တစ်ခုကကြပါလဲဆိုလေကထွက်သွားဖို့အပေါက်ရှိတယ်အဲ့ဒီအပြင်မှာကျွန်တော်တို့ကအပူချိန်ကိုကျွန်တော်တို့အပူချိန်ကိုအပူချိန်ကိုကျွန်တော်တို့ control လုပ်လို့ရပြီကျွန်တော် regulated လို့ခေါ်တာပေါ့နော်ဒါဆိုရင်ဒီလိုမျိုးအိမ်ဒီလိုမျိုးပတ်ဝန်းကျင်ဒီကိုယ့်ရဲ့ခန္ဓာကိုယ် support ပေးတဲ့အိမ်နေရာဖြစ်လာတယ်ပေါ့နော်ပြီးရင်ဒီခံစားချက်ကိုလည်းလူကချက်ချင်းခံစားမိလို့ရတယ်ကျွန်တော်တို့တွေဘယ်သူမှဆိုပါကျွန်တော်တို့လူချမ်းသာလူစင်းရဲမရွေးစင်းရဲချမ်းသာလူမျိုးကြားမရွေးเนาะကျွန်တော်တို့ဟိုဒီခန္ဓာကိုယ်ပေါ်မှာဒီအေးလေးကျွန်တော်တို့တိုက်လာပြီဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်နဲ့ထိတွေ့ပြီဆိုရင်ကျွန်တော်တို့ချက်ချင်းပဲအကုန်လုံးကြည်နူးကြတယ်ကောင်းလိုက်တာပေါ့နော်လေဖြူဖြူလေးတိုက်တဲ့နေရာလေးမှာကောင်းလိုက်တာဒီအပြင်ကသဘာဝသွားတဲ့လေဒီကျွန်တော်တို့ခန္ဓာကိုယ် naturally cooling သူကဖြစ်စေတာပေါ့နော်ဒီအချိန်မှာဆိုရင်ကျွန်တော်တို့ရဲ့ဒီလိုမျိုးပံ့ပိုးပေးတဲ့ environment ဒီကျွန်တော်တို့အခုတက်အရန်ဖြစ်စေပြီးတော့မှကျွန်တော်တို့ရဲ့သဘာဝခန္ဓာကိုယ်ရဲ့စနစ်ကိုပံ့ပိုးပေးတဲ့သူကပြင်ပစနစ်တစ်ခုဖြစ်လာတယ်ပေါ့နော်အဲ့လာကြောင့်လဲကျွန်တော်တို့အိမ်ဒီဇိုင်းတွေကျွန်တော်တို့အဆောက်အဦဒီဇိုင်းတွေလူနေမဲ့နော်လူတွေတက်ဝါတွေနေမဲ့အဆောက်အဦတွေဆွဲတဲ့ခါကျရင်ကျွန်တော်တို့အမြင်ကိုမဟုတ်ဘဲနဲ့လူအတွက်ကျွန်တော်တို့လူတကယ်နေထိုင်တက်တာရှိရေးကိုပံ့ပိုးပေးတဲ့ဒီဇိုင်းတွေဖြည့်ရှင်း solution တွေကိုကျွန်တော်တို့ထုတ်ရမှာဖြစ်တယ်ပေါ့နော်ဒါမျိုးဖြစ်လာပြီဆိုရင်ကျွန်တော်တို့တကယ်တမ်းအိမ်ဒီလူတွေအတွက်တက်တာဖြစ်လာမယ်မိသားစုတွေအတွက်တက်တာဖြစ်လာမယ်ဆိုရင်အထက်ကလူတွေကပြောင်းလဲလာလိုက်မယ်သူတို့ဘယ်လိုပြောင်းလဲမှာမလဲဆိုတက်တာရှိတဲ့နေရာမှာဘယ်သူမှဆိုကျွန်တော်တို့ကခေါင်းကကြီးလင်းရှိလာနိုင်တယ်ပေါ့နော်ဒါဒီလေတကယ်မှန်ကန်တဲ့ design ရဲ့ impact ရလက်ပဲကျွန်တော်တို့ဖြစ်တယ်ပေါ့နော်ဒီမှာနားလည်ရမှာကကျွန်တော်တို့ design တွေဆိုတာကstyle name အတွက်မဟုတ်ဘူးကျွန်တော်တို့လူတွေနဲ့တင့်တော်တဲ့ design ဆိုတာကလည်းကျွန်တော်တို့လူချမ်းသာလူစင်ရဲမခွဲဘူး။ပိုအေးတဲ့ຢာတွေဥတွေကျွန်တော်တို့လိုအပ်တာမဟုတ်ဘူး။ဒါတွေလည်းကျွန်တော်တို့ပြောင်းလဲလို့ရတဲ့အရာတွေမဟုတ်ဘူး။ဘာလို့လောက်ရမှာလဲဆိုရင်အခုကျွန်တော်တို့လိုပူပြင်းတဲ့ຢာဒီဥတုကိုပြောင်းလဲပေးမဲ့ design အသစ်စနစ်ကိုကျွန်တော်တို့ကကျင့်သုံးရမှာပဲဖြစ်တယ်ပေါ့နော်အခုဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီ page လေးကို like and share လေးလုပ်ထားပြီးတော့ comment မှာလည်းမိတ်ဆွေတို့အနေနဲ့ဘယ်လိုများနွေရာသီရောက်တိုင်းဘယ်လိုတောကတွေနဲ့ဖြတ်တန်းရလဲဆိုတဲ့အတွေ့အကြုံလေးကိုလည်းကျွန်တော်တို့ comment လေးမှာရေးပြီးတော့မှကျွန်တော်တို့ဝေမျှပေးသွားပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်